တခါကသီရီဆိုတဲ့ကောင်မလေးတယောက်ရှိတယ်။သူမကဆေးအောင်ချဲရတာကိုရမ်းဝါသနာပါတာပေါ့။ဒီနေ့မှသီရီကကောင်းကင်မှာမြင်ရတဲ့တက်တန်ကြီးလိုလှပတဲ့အယောင်မျိုးကိုသူ့ရဲ့စက်ကူပေါ်မှာရအောင်ချဲနေပါတယ်။ဒါပေမဲ့ဘလို့ပဲချက်ပြင်ရတက်တန်ကြီးလိုတောက်ပမလာဘူးဖြစ်နေတယ်။ဒီတက်တန်ကြီးကိုဘသူကဆေးအောင်လာချဲသွားတာလဲရင်လို့သီရီကတွေးနေမိတာပေါ့။အဲ့ဒီအချိန်မှာပဲမိုးဖွဲလေးတွေစရွာလာပါတယ်။တီရီရဲ့အဖိုးဖြစ်သူဖိုးကမြေးလေးအပြင်ကိုခဏထွက်ကြည့်ရအောင်တက်တန်ကြီးကိုဘယ်သူဆေးအောင်ချဲလဲဆိုတာအဖိုးပြမယ်လို့ခေါ်လိုက်ပါတယ်။တီရီလည်းဝမ်းသာအားရနဲ့အဖိုးနောက်ကိုလိုက်သွားတာပေါ့။မိုးရွာရင်းနဲ့ပဲနေမင်းကြီးကတိမ်တွေချားတဲ့ကနေထွက်လာပါတယ်။ဖိုးကကြီးစမ်းပြီးလေနေအောင်ကြီးကအရန်တောက်ပါတယ်မို့လား။တကယ်တော့ဒီနေအောင်ဖြူလေးတွေထဲမှာအယောင်ပေါင်းစုံပုံးနေတာကွာလို့ရှင်းပြပါတယ်။တီရီကအံ့ဩသွားပြီးနေအောင်ကအဖြူရောင်ကြီးပဲဟာကိုဘလို့လို့အယောင်လေးရှိမှလဲဖိုးရဲ့လို့မေးလိုက်ပါတယ်။သူမရဲ့လက်ဖွားလေးပေါ်ကိုကြားရောက်လာတဲ့နေအောင်ကြီးလေးကိုတေချာစိုက်ကြည့်နေမိတာပေါ့။ဖိုးကအိမ်ထဲကနေရေဖန်ခွက်အကြီးလေးတစ်ခွက်ယူလာပါတယ်။ပြီးတော့နေအောင်ကျတဲ့နေရာမှာထားလိုက်တာပေါ့။အံ့ဩစရာပဲဖန်ခွက်ကိုဖြတ်ပြီးကျလာတဲ့အလင်းနဲ့လေးကနယံပေါ်မှာတက်တန့်ရောင်လေးတွေဖြစ်သွားတယ်။ဒါကိုအလင်းရိုင်နာလို့ခေါ်တဲ့မြေရဲ့အလင်းရရေကိုဖြတ်တဲ့အခါလမ်းကြောင်းပြောင်းပြီးအယောင်တွေကွဲထွက်သွားတာလို့ဖိုးကပြောပါတယ်။အခုကောင်းကင်မှာမိုးတွေရွာနေတယ်မို့လားအဲ့ဒီမိုးပေါက်ကလေးတွေကဖန်ခွက်ကလေးတွေလိုပဲအလုံးလုံးတာပေါ့လို့ဖိုးကဆက်ပြောပါတယ်သူကတိရွက်ဖျားမှာတွဲလွဲခုံနေတဲ့မိုးပေါက်ကလေးတစ်ပေါက်ကိုပြလိုက်ပါတယ်တီရီကမိုးပေါက်လေးကိုအနီးကကြည့်လိုက်တဲ့အခါမှာမိုးပေါက်လေးထဲမှာနေအောင်ကြီးလေးဝင်သွားတာကိုမြင်ရပါတယ်။နေအောင်ကြီးကမိုးပေါက်ထွက်ကိုဝင်သွားတဲ့အခါမိုးပေါက်ကလေးကနေအောင်ကြီးကိုအယောင်တွေအများကြီးခွဲထုတ်လိုက်ပြီးရောင်လှလှလေးတွေဖြစ်ပြင်ကိုပြန်လွှတ်လိုက်တာပေါ့လို့တီရီကရေရွတ်လိုက်ပါတယ်။ဟုတ်တာပေါ့မြေးလေးရဲ့ကောင်းကင်မှာရှိတဲ့တန်းပေါင်းများစွာသောမိုးပေါက်ကလေးတွေကနေဒီလိုအယောင်တွေကိုဗျိုင်းလူထုတ်လိုက်တဲ့အခါဖိုးတို့မြင်ရတဲ့တက်တန်ကြီးဖြစ်လာတာပေါ့လို့ဖိုးကပြန်ပြောပါတယ်။တီရီကိုကောင်းကင်ကြီးစီပြန်လှည့်ကြည့်ခိုင်းလိုက်ပါတယ်။တီရီကအခုတော့တည်သွားပါပြီ။တက်တန်ကြီးကိုဘယ်သူမှလာပြီးဆေးချယ်စရာမလိုပါဘူး။နေအောင်ကြီးနဲ့မိုးပေါက်ကလေးတွေပေါင်းဆက်လိုက်တဲ့အခါသဘာဝတရားကြီးကဖန်တီးပေးလိုက်တဲ့လှပဆုံးပကြီးကားကြီးပါပဲ။တီရီကသူ့မရဲ့စုပ်တန်လေးကိုကောင်းကင်စီမြောက်ပြလိုက်ပါတော့တယ်။ကျေးဇူးတင်ပါတယ်ဖိုးရေအခုတော့တီရီတက်တန်အကြောင်းကိုသိသွားပြီလို့ပြောပြီးအဖိုးကိုဖက်လိုက်ပါတယ်။အဖိုးနဲ့မြင်းမလေးကလှပတဲ့တက်တန်ကြီးအောင်မှာပျော်ရွှင်စွာနဲ့သဘာဝတရားရဲ့လျှို့ဝှက်ချက်တွေကိုဆက်ပြီးရှာဖွေနေကြပါတော့တယ်။ကလေးတို့ကိုယ်တိုင်လည်းပဲတက်တန်ဖြစ်ပေါ်ပုံကိုယ်တိုင်လက်တွေ့စမ်းသပ်ကြည့်လို့ရတယ်နော်။လက်တွေ့စမ်းသပ်ဖို့ဆိုလို့ရှိရင်ရေဖန်ခွက်တစ်ခွက်ရဲ့ဓာမီလေးရဲ့စက်ကူပြူတာမလို့ရှိရင်အရေးပေါ်နိုင်တဲ့နံရံပေါ့နော်အဲ့ဒါလေးတစ်ခုပဲလိုပါမယ်ပြီးလို့ရှိရင်ဒီပုံလေးထဲမှာပြထားတဲ့အတိုင်းပဲစမ်းသပ်မှုလုပ်ကြည့်လိုက်လို့ရှိရင်တက်တန်လေးဖြစ်ပေါ်လာပုံကိုမြင်ရမှာဖြစ်ပါတယ်